သူရနေကောင်းကိုစနေတော့ခွဲတော့မယ်ဝါဒရုပ်ကအကြီးပဲမရောက်လာပြီဆိုတော့ကွက်တီပဲဆက်ချက်ပါဟယ်လိုစမီဒီနေ့အိမ်အစ်စ်ကိုပြောင်းมาဖြစ်ပါတယ်လောလောဆယ်တော့ packing လုပ်နေတော့ပေါ့နော်တခါအိမ်ပြောင်းရလည်းမလွယ်ဘူးကွယ်ချင်း still packing အိမ်ပြောင်းတဲ့ service တော့ငါထားတယ်သူတို့တွေကတချို့စမီ pack ပြီးတဲ့ဟာတွေကသူတို့အောက်ကိုယူသွားနေပြီပေါ့နော်ဒါရစမီ pack နေတချို့ဟာကြတော့စမီရဲ့ဒီ moving vlog မှာ UK မှာအိမ်လာစားတွေတလားကိုဘယ်လောက်ရှိလဲအိမ်ငါးစိတ်တွေဘယ်လောက်ရှိလဲဆိုတဲ့ဟာပါပြောပြပေးသွားမှာမလို့သိချင်လို့ရှိရင်အဆုံးထိကြည့်ပေးပါဦးနော်စမီစစ UK လာတော့ဆိုလို့ရှိရင်ဒီ luggage နဲ့ပဲလာခဲ့တာအခုဆိုလို့ရှိရင်သူ့ရဲ့အတိုင်းပဲပစ္စည်းရတော့အများကြီးပဲအခုဒီအိမ်လေးက lighting တွေမကောင်း view တွေမကောင်းပေမဲ့လည်းအမတ်တရတွေအများကြီးရှိရဲ့အိမ်ပါတငယ်ချင်းတွေလာလဲတာစမီကြောင်လေးစမွေးခဲ့တာ stress ဖြစ်တာတွေအလုပ်ရခဲ့တာတွေအကုန်လုံးပေါ့နော်စမီအိမ်အစ်စ်ကိုတော့ park နဲ့နေတဲ့နေရာမှာငှားထားတယ်အခုက spring summer ရောက်ပြီဆိုတော့ park နဲ့ဆိုတော့ကွက်တီပဲပေါ့နော်စမီကြောင်လေးနဲ့လမ်းလျှောက်လို့ရတယ် sunset ကြည့်လို့ရတယ်ပြီးတော့ဒီဘက်ကကျတော့ university နဲ့နေရောကျောင်းသားတွေလည်းတော်တော်များတယ်ပေါ့နော်ကဲအိမ်တက်တော့ရောက်ပြီဒါပေမဲ့တွေ့တဲ့အတိုင်းပစ္စည်းကတော့အများကြီးပဲဒါဘယ်လို unpack ချမလဲကြည့်သူရနေကောင်းမို့လောက်ချမလဲဘလို့ unpack ချမလဲကြည့်စားနေပြီအခုစားရောက်ပြီမလိုက်ဘူးစမီ lunch မစားသေးလို့ unpack မလုပ်ခင်အရင်လာစားတာပါစားလိုက်ပါအောင်မယ်စားချက်ပါအောင်မီတို့စားပြီးရနဲ့အိမ်မှာလိုအပ်တဲ့ပစ္စည်းတွေတွားကြည့်ရင်လည်း TV မှာဝင်ကြည့်ခဲ့ပေါ့နော်အခုဒီအိမ်က TV မှာပါတော့စမီ TV လေးလည်းကြည့်ခဲ့ပါတယ်ပြီးတော့အိမ်အတွက်လိုအပ်မဲ့ဟာလေးတွေစမီဟိုကြည့်ကြည့်လုပ်ခဲ့ပါတယ်ပြီးတော့စမီရဲ့ကြောင်လေးတွေကိုစမီအိမ်အဟောင်းမှာပဲထားခဲ့တယ်ပစ္စည်းတွေအကုန်ရွှေ့ပြီးမှခေါ်မယ်ဆိုပြီးထားခဲ့ရပါတော့အခုလိုအပ်တဲ့ဟာတွေအကုန်ဝယ်ပြီးရနဲ့သူတို့ဘာတစ်ခါတည်းဝင်ခေါ်ပါမယ်စမီအခုအိမ်ပြန်ရောက်ပြီးအနောက်မှာတွေ့တဲ့အတိုင်းပဲစမီအဲ့ထုံတော့အခု unpack လုပ်ရမယ်ပေါ့နော်သူကပြန်တော့ရမ်းပင်ပန်းနေပြီမနေ့ကရဆိုတော့မနေ့ကောင်မဟုတ်မနေ့ကကအိမ်ပြောင်းဖို့စ pack တယ် pack လုပ်ရတာအလားမလို့အကုန်ထဲလိုက်အောင် unpack ကပို့ဆိုတော့ဘာလို့ဆိုအိမ်အစ်စ်တယ်ဆိုတော့ဘယ်နေရာမှာထားမယ်ဆိုတော့လည်းသိချမလို့ရတယ်ဆိုတော့လူပါကြီးကာနေပြီမျက်လုံးနေတော့တော်တော်နေနေရဖုံနေဝင်တော့လေအဲ့ဒါတာရီဝစမီအခုပြချင် unpack လုပ်မယ်မနေ့ပြန် Sunday ဆိုမနေ့ပြန်လည်း unpack လုပ်မယ်ပေါ့နော်ကဲစပြီးတော့ unpack လုပ်ကြမယ်ဒီနေ့ရိုင်းမဟုတ် unpack လုပ်ကြမယ်နော် let's go fighting 加油一定嘛要လာပြီကွာ一定要လာကဲဒီမှာမလေးဟုတ်ပါလိရှင်ဟုတ်တယ် explore လုပ်မှာဟုတ်တယ်က explore လုပ်တာပကျူဒီညမအိပ်ပဲနဲ့ unpack လိုက်ရမလားကုန်ပြီးတော့အရင်ပြီးချင်နေပြီတရားတွေအကုန်လုံး
တနေ့ကောင်းအခုမိုးထုတ်သွားပြီပေါ့နော်ည10နာရီလောက်ရှိမှထင်တယ်အခု10နာရီလောက်ခွဲတော့မယ်ညခွဲအထိပြန် unpack လုပ်နေတာနည်းနည်းပဲပြီးသေးရဲ့ဆိုတော့ဒီညတော့အရင်ပြန်ပန်းနေလို့နားမယ်မနေ့ပြန်ကြမှာပဲလိုလာလေးဝယ်ပြီးတော့ပြန်ပြီးတော့ unpack လုပ်မယ်ပေါ့နော်လောလောဆယ်ကတော့ဒါစမီးရဲ့အိတ်ခဲစမီးအိတ်ရဆင်ပြီးသွားပြီပြီးလို့ရှိရင်ဒီမှာစမီးရဲ့အလိုက်ပင်ပစ္စည်းနဲ့လောက်ထားရယ်ဒီရတဲ့အလိုက်ပင်ပစ္စည်းပဲ unpack လုပ်ရတယ်ပြီးတော့ဒါစမီးရဲ့အဝတ်စားတွေဝတ်စားရလည်းမလောက်ရသေးဘူးဆိုတော့ဟာ happy အိမ်တက်ပြောင်းတာမကြိုက်ဘူးလားဟုတ်လား stress ဖြစ်ဟုတ်လားကြိုက်ဟုတ်တယ်မမသိဘူးနော်ခုနိုင်လို့ပြောလားခုနိုင်လို့ဒီညမမနဲ့အိတ်လာအောင်မေးမမတို့အိတ်လာအောင်မနဲ့ပြန်မဆက်ပြီးမမ unpack ခိုင်းတော့မယ်မမပင်ပန်းနေပြီလို့တော့မမပင်ပန်းနေပြီလို့ဒီနေ့က Sunday ဆိုတော့ဆိုင်နေစောပိတ်တော့သမီးလိုအပ်တဲ့ grocery တော့ဝယ်ပါတယ် Sunday စီဒီစားတွေပေါ့နော်နောက်နေ့ဆိုလို့ရှိရင်ရုံတက်ရမှာဆိုတော့သမီးတခါတည်းအကုန်ဝယ်ခဲ့ပါတယ်ဒီမှာ Sunday ဆိုလို့ရှိရင်4နာရီ4ခွဲလောက်ဆိုရင်ဆိုင်တွေအကုန်ပိတ်တယ်ပေါ့နော်အဲကြောင့်မလို့လိုအပ်တဲ့ပစ္စည်းတွေအကုန်ဝယ်ပြီးတော့အိမ်ပြန်ပြီးတော့သမီးစားပြီး unpack လုပ်ခဲ့ပါတယ်အခု 95% လောက်အကုန်လုံးနှိပါ unpack လုပ်ပြီးပြီ unpack လုပ်နေတဲ့ဟာကိုဗီဒီယိုရိုက်နေတန်လိုက်ဗီဒီယိုကင်မရာအားကုန်သွားကင်မရာအားကုန်သွားမှမသိဘူးဆိုတော့ဆက်မရိုက်ဖြစ်လာဘူးပေါ့နော်ဆိုတော့ anyway အခု UK မှာတလအိမ်ငါးဆေးကဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုစနေနည်းနည်းပြောပြပါမယ် UK မှာအိမ်ငါးဆေးတွေကမြို့အပေါ်မှာမူတည်ပြီးတော့ဆေးရအမျိုးမျိုးရှိရပေါ့နော်စမီတော့အခုနေတဲ့ Leeds မှာပြီးတော့ Manchester Birmingham တို့လိုမျိုးမြို့မှာကြတော့ one bed one bathroom ကိုပေါ့နော်တလားကို900နဲ့1000ကြားရှိရယ်လန်ဒန်မှာကြတော့1000ထက်ကျော်ရယ်ပေါ့နော်အဲ့ထဲမှာ plus bills ပါရှိရယ်ပေါ့နော် bills ကကြတော့ gas bill ရှိမယ် water bill ရှိမယ်ပြီးတော့ electricity wifi council tax ရှိရယ်ပေါ့နော် council tax ကကြတော့ service အတွက်ပေးရတာပေါ့နော်အမိုက်လာကောက်တာတို့ safety အတွက်တော့အဲ့လိုမျိုး council ကိုပေးရတဲ့ tax ပေါ့နော်တချို့ apartment တွေကကြတော့ BC လုပ်ပြီးတော့ငားတာရှိရယ်တချို့ကကြတော့ bills မပါဘဲနဲ့ငားတာရှိရယ်ပေါ့နော်ဆိုတော့ကိုက bill ပါလားမပါလားဆိုတဲ့ဟာကိုမင်းရတယ်ပေါ့နော်ကျောင်းသားတွေကကြတော့ council tax ပေးစရာမလိုပေါ့နော်ကျောင်းပြီးမှပဲ council tax ကစပေးရတာတကယ်လို့ကိုက budget save ချင်တယ်ကျောင်းသားလည်းဖြစ်နေရဆိုလို့ရှိရင် house share တွေငားလို့ရတယ်ပေါ့နော် house share ကကြတော့အများဆုံးကတလကို400နဲ့900ကြားရှိရပေါ့နော်အများပိုင်းကတော့ house share နေကြပါတယ် house share အများပိုင်းကလည်း bills အပီးစီအကုန်ပါတာတွေများပါတယ်စမီလဲအကြောင်းတက်တုံးကကြတော့ house share နေရပေါ့နော် house share နေရကြတော့အဓိကစမီမကြိုက်တာဒါ personally မကြိုက်တာကြတော့ kitchen share ရတယ်ကွာ kitchen share ရတဲ့အချိန်မှာတခြားလူတွေနဲ့ share ရတော့လေနည်းနည်းအဆင်မပြေရရှိရပေါ့နော်ကိုချက်ခံနေမှာသူတို့မ clean ထားတာတို့သူတို့ရဲ့အဲ့လိုလုံနေတန်းတဲ့အကြံတွေရှိနေရတို့အဲ့လိုကြီးကြတော့အဆင်မပြေဘူးပေါ့နော်ဆိုတော့တယောက်တည်းနေရတော့ studio ငားတာတော့ one bed one bath ကကြတော့သမီးကပို့ပြီးတော့ကြိုက်ပါတယ်သမီးရဲ့အခုဒီအိမ်ကကြတော့ bills အပီးစီအကုန်ပါတယ် council tax ကလွဲလို့ပေါင်995ပေးရတယ်ပေါ့နော် council tax ပါတွက်မယ်ဆိုလို့ရှိရင်တော့1000ကျော်1100နီး1100ကျော်တယ်ပေါ့နော်အမေသမီးဒီအိမ်လေးကိုအရန်ကြိုက်တယ်အခုဆိုကြည့် lighting တွေအရန်ကောင်းတယ်လို့ရှင်ကိုအိမ်လို့ခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့kitchen ဆိုလဲ kitchen living room ဆိုလဲ living room ပြီးလို့ရှင်အိတ်ခန်းဆိုလဲအိတ်ခန်းဆိုတီးတန့်လေးရှိရပေါ့နော်သမီးအရင်အိမ်ကကျတော့ hot dike ဆိုတော့ကိုအိမ်လို့တိတ်မခံစားရဘူးဒီအိမ်လေးကျတော့သမီးကြိုက်တယ်အကယ်အဲ့ဆိုလို့ရှိရင်သမီးရဲ့ဒီအိမ်လေးကို quick room tour လုပ်ပြပါမယ်သမီးအိမ်အဝနဲ့ပဲလိုက်ပြမယ်ပေါ့နော်ဒါကသမီးရဲ့ living room မှာဒါကြတော့ living room ရဲ့ပဒင်းပေါပေါ့နော်ပန်းလေးကကြတော့လေဟိုတနေ့ကတငယ်ချင်းလာတော့လက်ဆောင်ပေးထားတာကျေးဇူးပါပြီးတော့ဒီဘက်တောက်လေးမှာစမီ catry လောက်ထားပေးရဲ့ဒီကကြတော့ဒီဘက်ပဒင်းပေါကလည်းမြင်ရတဲ့စမီရဲ့အခန်းပေါ့နော်ပြီးတော့ဒါ kitchen ဒီအိမ်ကိုကြိုက်တယ်ဒီလိုမျိုး lighting နဲ့အများရှိဟာကြိုက်တာ
အခုက summer ရောက်လာပြီဆိုတော့ကွက်တီပဲပြီးလို့ရှိရင် storage အများကြီးရှိရယ်ဒီဘက်မှာလည်းအများကြီးရှိရယ်ဆိုတော့စမီပစ္စည်းတွေအကုန်ထည့်လို့ရတယ်ပြီးတော့ fridge ကလည်းနည်းနည်းကြီးဟာဒီအိမ်မှာထည့်ထားပေးရဆိုတော့အရင်အဆင်ပြေပါတယ်ဒါကစမီရဲ့ bathroom ပါစမီကြောင်လေးတွေသူတို့ပူလို့ထင်တဲ့ဒီခန်းထဲမှာပဲနေနေရလက်ကြီးအော်ဟုတ်တယ်ဟာပြီအမီပဲလုံးနေဒါစမီရဲ့ bathroom nothing special ခလေးတွေ litter ကိုဒီမှာထားပေးထားတယ်ပြီးလို့ရှင်သူက butter ပါတယ်ဟိုမှာ basin ပါတယ်ပြီးလို့ရှင်ဒီမှာလည်း mirror တစ်ခုပါတယ်ပေါ့နော်ပြီးတော့စမီရဲ့အိတ်ခမ်းပြပါမယ်ဒါစမီရဲ့အိတ်ခမ်းပေါ့နော်ဒီမှာအိတ်ရရှိမယ်ဒါလည်း window နောက်တစ်ခုပတင်းပေါင်းနောက်တစ်ခု lighting အရင်ရရယ်ပြီးလို့ရှင်ဒီဟာကစမီရဲ့ side table ပေါ့နော်တငယ်ချင်းပေးထား sunflower ရှိမယ်ပြီးတော့စမီကြောင်လေးတွေရှိမယ်ပူနဲ့တူရှိမယ်ပြီးတော့ဒါကစမီရဲ့အိတ်ရာဟိုမှာ wardrobe ကတော့အကြီးပဲအရင်ကြိုက်တယ်ဒီအိမ်မှာဒီ wardrobe ကိုအကြိုက်ဆုံးပဲပြီးလို့ရှိရင်ဒီဘက်ကစမီရဲ့ဘယ်လိုပြောရမလဲ dressing table ပေါ့နော်အပေါ်မှာ cosmetic တွေရှိရယ် skin care တွေရှိရယ်ပြီးလို့ရှင်ဒီအောက်မှာကစမီရဲ့အိတ်တွေထားထားပါတော့ပြီးတော့ဟိုမှာရောပဲအများကြီးပဲပြီးလို့ရှင်ဒီမှာကျတော့အယုတ်လေး fly box ဖောက်ထားတဲ့ဟာလေးထည့်ထားရင်ဒါလည်းမှန်နောက်တစ်ခုဒီရလည်းမှန်နောက်တစ်ခုဒီမှန်ကဖွင့်လို့ရတယ်ဒီရရမ်းကြိုက်ပါတယ်ပြီးတော့ဒီရကစမီအဝတ်စင်ထားထားတယ်စမီလောလောဆယ်ဝတ်ဖြစ်တဲ့အပေါ်ထက်အင်ဂျီတွေပေါ့နော်ကဲစမီရဲ့ room tour လေးရတာဒီလောက်ပါပဲစမီရဲ့အိမ်လာတယ်မလားစမီကတော့ဒီအိမ်လေးရမ်းကြိုက်တယ်ဘာလို့လဲဆိုတော့အဖြူရောင်လေးကွာပြီးတော့သူတို့အခုမှ renovate လုပ်ထားတော့တန်လေးလို့ခံစားရပြီးအိမ်လို့လည်းခံစားရဆိုတော့စမီဒီအိမ်လေးကိုတော့အရင်ကြိုက်ပါတယ်ဒီအိမ်လေးကနေတော့မပြောင်းတော့ဒီအိမ်မှာပဲနေတော့မယ်ဆိုတော့စမီရဲ့ moving vlog ကတော့ဒီလောက်ပါပဲရှင်နောက် vlog တွေကြာရင်ပြန်တွေ့ကြမယ်နော်